တွေကတိတ်ဆိတ်လွန်းတော့မိထားခြင်းတဲ့လူတွေကိုပူပြီးတတိယစေတယ်။အထူးသဖြင့်မိုးရွာပြီးစားညတွေဆိုလမ်းမီးအဝါရောင်အောက်ကရေစက်တွေတော့အမှတ်တရလိုဖြစ်နေတတ်တယ်။ကော်ဖီခွက်အေးကြီးကိုကင်ပြီးဖုန်းစကရင်ကိုမဖွင့်ပဲထိုင်နေမိတဲ့အချိန်တွေရှိတယ်။ဖုန်းထဲမှာ message မရှိတာသိနေပေမဲ့တခါတလေကိုစောင့်နေမိတာကလူတစ်ယောက်မဟုတ်ဘူး။အရင်လိုခံစားချက်မျိုးကိုပဲတချို့လူတွေကဘဝတွေကိုခဏတစ်ဖြုတ်ဝင်လာတယ်။ဒါပေမဲ့ပြန်ထွက်သွားတဲ့အခါအခန်းတစ်ခန်းလုံးကိုစိလိမ့်နဲ့လိုခြံခဲ့စီတယ်။မင်းမရှိတော့တဲ့နောက်ပိုင်းငါညတွေကတိတ်ဆိတ်နေတဲ့ရေဒီယိုတစ်လုံးလိုပဲတချင်မလာတော့ဘူး။ဒါပေမဲ့စူညံတန်တိတ်လေးတော့မြဲကြနေရတယ်။တခါတလေလူတွေကမေးလိုက်တော့လို့လွယ်လွယ်ပြောတတ်ကြပေမဲ့လူတစ်ယောက်ကိုမေးဖို့ဆိုတာဓာတ်ပုံတွေဖြတ်ရုံနဲ့မရဘူး။အမှတ်တရတွေကဂယ်လရီထဲမှာပဲရှိနေတာမဟုတ်ဘူးလေ။အကြိုက်ဆုံးသချင်းထဲမှာရှိတယ်။ညလေကော်ဖီဆိုင်ထဲမှာရှိတယ်။မိုးနံထဲမှာရှိတယ်။အထူးသဖြင့်တိတ်ဆိတ်မှုတွေမှာပိုရှိတယ်။ငါကမင်းကိုမေ့နေပြီလို့ထင်ထားခဲ့တာ။ဒါပေမဲ့တယောက်ယောက်ကမင်းနာမည်ကိုရုတ်တရက်ပြောလိုက်တဲ့အခါရင်ထဲကနာကျင်မှုကအဟောင်းမဟုတ်သေးဘူးဆိုတာသိလိုက်ရတယ်။လူတွေကချိန်ကြရင်ကောင်းသွားမယ်လို့ပြောတတ်ကြတယ်။မမှားဘူး။တကယ်တော့ချိန်ကကုသပေးတာမဟုတ်ဘူး။နာကျင်မှုနဲ့အတူနေနည်းကိုသင်ပေးသွားတာ။အရင်ကမင်းနဲ့ချက်တင်ထိုင်မှုတဲ့ည2 နာရီတွေကအခုတော့မင်း online ဖြစ်နေတာတွေကြည့်ပြီးတိတ်တိတ်လေး secret မင်းညှိနေတဲ့အချိန်တွေဖြစ်သွားတယ်။တချို့အချစ်တွေကလက်တွေဘူးမဟုတ်ဘူးထင်တယ်။တစ်သက်လုံးတတိယနေဖို့ပဲဖြစ်လာတာ။မင်းသိလားတကယ်ချစ်ခဲ့ဦးတဲ့လူတစ်ယောက်ကိုမိသွားတယ်ဆိုတာထက်တတိမရတော့ဘူးဆိုတဲ့နေ့ကပိုကြောက်ဖို့ကောင်းတယ်။တတိယနေသေးတယ်ဆိုတာတနေ့ရမှာကိုဟာလူသားဆန်နေသေးတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။တခါတလေငါကမင်းကိုပြန်လို့ချင်တာမဟုတ်ဘူး။မင်းနဲ့အတူရှိခဲ့တော့ကကိုပဲပြန်လို့ချင်တာ။အဲ့ဒီအချိန်တုန်းကယူလေးပဲပြောတတ်တဲ့ကောင် message တစ်စောင်နဲ့တညလုံးအိတ်မပြောနိုင်တဲ့ကောင်လမ်းလျှောက်ရင်လက်ဖြားချင်းထိမိတာကိုတော့ကဘာကြီးတစ်ခုလုံးရတယ်လို့ခံစားခဲ့တဲ့ကောင်အခုတော့အရာရာကိုသိနားလည်လာတဲ့အရွယ်မှာလူတစ်ယောက်ကိုယုံမှုတောင်ကြောက်လာတယ်။ညတွေဟာလူတချို့အတွက်တော့အနားယူခြင်းဖြစ်ပေမဲ့တချို့အတွက်တော့အမှတ်တရတွေအလုဆင်းတဲ့အချိန်ပဲ။အဲဒါကြောင့်တိတ်ဆိတ်တဲ့ညတွေကိုငါမကြိုက်ဘူး။အဲ့ဒီအချိန်တွေမှာနှလုံးသားကအခြေလောင်ဆုံးပြောတတ်လို့ပဲ Anonymous